မင်္ဂလာမနက်ခင်းပါခင်ဗျာယနေ့ဩဂတ်လ28ရက်နေ့အတွက်နောက်ဆုံးရအရေးကြီးသတင်းများကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါတယ်နေ့စဉ်နောက်ဆုံးရပြည်တွင်းပြည်ပနိုင်ငံရေးသတင်းတွေနဲ့မြေပြင်စစ်ရေးအခြေအနေတွေကိုအချိန်နဲ့တပြေးညီစူးစီးတင်ဆက်ပေးနေတာကြောင့် channel ကို subscribe လုပ်ပြီးခေါင်းလောင်းလေးကိုနှိပ်ကအဆုံးထိနားဆင်ပေးသွားပါဦးခင်ဗျာပြည်ပရောက်မြန်မာနိုင်ငံသားတွေမိုဘိုင်းဘဏ်စနစ်အသုံးပြုပြီးငွေလွှဲပြောင်းမှုတွေကိုအကြမ်းဖက်စစ်ကောင်စီကအပြီးတိုင်ပိတ်ပင်မှုပြင်ဆင်နေတဲ့သတင်းမန္တလေးမြို့မှာအကြမ်းဖက်စစ်ကောင်စီတပ်နဲ့ပူးပေါင်းအဖွဲ့တွေကလူငယ်တွေကိုပုံစံအမျိုးမျိုးနဲ့နေ့စဉ်ရက်ဆက်အတင်းကျပ်ဖမ်းဆီးပြီးငွေညှစ်နေတဲ့တဲ့စကိုင်းတိုင်းမင်းကင်းမြို့နယ်မှာအကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကိုတော်လှန်ရေးပူးပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်ရမှာအကြမ်းဖက်စစ်ကောင်စီတပ်ဘက်ကအထိနာခဲ့တဲ့မြေပြင်စစ်ရေးအခြေအနေကလေးမြို့မှာအကြမ်းဖက်စစ်ကောင်စီတပ်ကချင်းလူငယ်တူကိုမတရားဖမ်းဆီးပြီးအသက်ဆုံးရှုံးတဲ့အထိကျူးလွန်ခဲ့တဲ့တဲ့အမေရိကန်နဲ့အီရန်ကြားတင်းမာမှုတွေမြင့်တက်နေချိန်မှာကာတာဝန်ကြီးချုပ်အီရန်နိုင်ငံကိုတွားရောက်မဲ့နိုင်ငံတကာသတင်းဆီးရီးယားသမ္မတအသစ်နဲ့ရုရှားသမ္မတပူတင်တို့ဆက်သွယ်ဆွေးနွေးခဲ့တဲ့အခြေအနေအမေရိကန်သမ္မတဒေါ်နယ်ထရန့်အစိုးရကဗီဇာလျှောက်ထားမှုတွေကိုယာယီရပ်ဆိုင်းလိုက်တဲ့သတင်းတွေအစရှိတဲ့သတင်းတွေကိုတင်ဆက်ပေးသွားပါမယ်။ပြည်ပရောက်မြန်မာနိုင်ငံသားတွေအနေနဲ့ KB-ZP, ARP, CBB နဲ့ Wave Money အပါအဝင် Mobile Bank စနစ်တွေအသုံးပြုပြီးငွေလွှဲပြောင်းမှုတွေကိုအကြမ်းဖက်စစ်ကောင်စီကအပြီးတိုင်ပိတ်ပင်ဖို့ပြင်ဆင်လာတာကိုတွေ့ရပါတယ်။ဒီကိစ္စအတွက်လာမယ့်ဩဂတ်လ28ရက်နေ့ကိုနောက်ဆုံးထားပြီးပိတ်ပင်ဖို့အကြမ်းဖက်စစ်ကောင်စီရဲ့ဗဟိုဘဏ်ကနေပြည်တွင်းပုဂ္ဂလိကဘဏ်တွေစီကိုအရေးပေါ်ညွှန်ကြားထားကြောင်းသိရတယ်။အကြမ်းဖက်စစ်ကောင်စီဟာနိုင်ငံတော်မှာနိုင်ငံရေးစစ်ရေးအပတ်ကကြာရှုံးမှုတွေနဲ့ရင်ဆိုင်နေရချိန်မှာပြည်သူတွေပေါ်ငွေကြေးစည်းစိမ်မှုလမ်းကြောင်းတွေကိုပါအပြင်းထန်ကန့်သက်လာတာဖြစ်တယ်။အထူးသဖြင့်ပြည်ပနိုင်ငံတွေကနေမြန်မာနိုင်ငံတွင်းကို digital ငွေပေးချေမှုစနစ်တွေအသုံးပြုလို့မရအောင်နည်းပညာပိုင်းဆိုင်ရာနဲ့လုံခြုံရေးဆိုင်ရာအစီအမံတွေကိုစနစ်တကျအကောင့်ထဲပေါ်ဖို့ညွှန်ကြားထားတာပါ။ဒီလိုညွှန်ကြားချက်ကြောင့်ပြည်ပရောက်မြန်မာနိုင်ငံသားတွေအနေနဲ့မိသားစုတွေစီငွေလွှဲပြောင်းတဲ့ကိစ္စရပ်တွေမှာအခက်အခဲတွေကြီးကြီးမားမားကြုံတွေ့လာနိုင်တယ်လို့စိုးရိမ်မှုတွေမြင့်တက်နေရပါတယ်။လက်ရှိမှာပြည်ပရောက်မြန်မာအလုပ်သမားတွေနဲ့တင်မောသားအများစုဟာနိုင်ငံခြားကနေမိုဘိုင်းဘဏ်စနစ်တွေကိုအသုံးပြုပြီးပြည်တွင်းကမိသားစုတွေစီငွေကြေးထောက်ပံ့နေကြတာပါအကြမ်းဖက်စစ်ကောင်စီဟာတစ်ကြိမ်နဲ့အပြီးပိုင်ပိတ်ပင်တာထက် IP ကန့်သက်မှု VPN ကန့်သက်မှုနဲ့ OTP ပြဿနာတွေဖန်တီးပြီးအဆင့်ဆင့်ကန့်သက်လာနိုင်တယ်လို့လည်းသုံးသပ်မှုတွေထွက်ပေါ်နေတယ်မန္တလေးမြို့ပေါ်မှာအကြမ်းဖက်စစ်ကောင်စီတပ်နဲ့လက်အောက်ခံပြူစောတိအဖွဲ့တွေပူးပေါင်းပြီးလူငယ်တွေကိုပုံစံမျိုးမျိုးနဲ့နေ့စဉ်ရက်ဆက်အတင်းကျပ်ဖမ်းဆီးခေါ်ဆောင်မှုတွေပြုလုပ်နေတာကိုတွေ့ရပါတယ်ဒီလိုဖမ်းဆီးပြီးနောက်ငွေကြေးချင်းချောက်တောင်းခံတာနဲ့ငွေမပေးနိုင်သူတွေကိုစစ်မှုထမ်းဖို့အတင်းကျပ်ဆေလွတ်တာတွေဆက်တိုက်ကျူးလွန်နေတယ်လို့မြို့ကန်တွေစီကသိရတယ်။အခုဩဂတ်လအတွင်းမှာတင်မန္တလေးမြို့ပေါ်ကလူငယ်အယောက်100ထက်မနည်းအတင်းကျပ်ဖမ်းဆီးခေါ်ဆောင်ခံထားရတာပါ။ဩဂတ်လ23ရက်နေ့ညပိုင်းမှာအောင်မြေသာဆန်မြို့နယ်အတွင်းကအသက်24နှစ်အရွယ်လူငယ်တဦးဖမ်းဆီးခံခဲ့ရတယ်လို့ဩဂတ်လ25ရက်နေ့ညနေ9:00နာရီဝန်းကျင်မှာလဲ62လမ်း42လမ်းနဲ့43လမ်းကြားမှာအလောက်ကနေပြန်လာတဲ့လူငယ်2ဦးကိုအင်စီကားနဲ့နောက်ကနေဝင်တိုက်ပြီးအရက်ဝတ်ဝတ်ဆင်ထားသူတွေကဖမ်းဆီးသွားခဲ့တယ်။အလားတူဩဂတ်လ26ရက်နေ့မနက်ပိုင်းမှာလဲမဟာအောင်မြေမြို့နယ်ကအသက်26နှစ်အရွယ်လူငယ်တူကိုနေအိမ်အတွင်းထိဝင်ရောက်ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။အကြမ်းဖက်စစ်ကောင်စီဟာဖမ်းဆီးခံရသူတွေကိုငွေကျပ်300အထိချင်းချောက်တောင်းခံမှုတွေရှိနေပြီးပြည်သူတွေကြားမှာစိုးရိမ်ထိတ်လန့်မှုတွေအလွန်မြင့်တက်နေရတယ်။စကိုင်းတိုင်းမင်းကင်းမြို့နယ်တောင်တွင်းဒေသအတွင်းစစ်ကြောင်းထိုးဝင်ရောက်လာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကကြားဖြတ်တိုက်ခိုက်ခဲ့ရမှာအကြမ်းဖက်စစ်ကောင်စီတပ်ဘက်ကအထိနာခဲ့တာပါ။အင်အား300ကျော်ပါဝင်တဲ့အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းဟာမင်းကင်းကလေးဝအိန္ဒိယချစ်ကြည်လက်မကြီးတိုင်းဝင်ရောက်လာချိန်မှာတော်လိုင်းတပ်ဖွဲ့တွေကစုစုပေါင်း9ကြိမ်တိုင်ကြားဖြတ်တိုက်ခိုက်ခဲ့တာဖြစ်တယ်။ဒီတိုက်ခိုက်မှုတွေအတွင်းအကြမ်းဖက်စစ်ကောင်စီတပ်ဘက်က9ဦးအသက်ဆုံးရှုံးခဲ့ပြီး9ဦးပြင်းထန်တဲ့ဒဏ်ရာတွေရရှိခဲ့တယ်လို့သိရပါတယ်။ဒါ့အပြင်အကြမ်းဖက်စစ်ကောင်စီတပ်စီကနေ drone ဖြတ်လက်နက်တစ်လက်အပါအဝင်လက်နက်ခဲယမ်းတွေနဲ့အသုံးဆောင်ပစ္စည်းစုစုပေါင်း103ခုကိုတော်လိုင်းတပ်ဖွဲ့တွေဘက်ကသိမ်းဆည်းရရှိခဲ့တယ်။လက်ရှိအချိန်ထိမင်းကင်းမြို့နယ်တောင်တွင်းဒေသမှာအကြမ်းဖက်စစ်ကောင်စီတပ်နဲ့တော်လိုင်းရေးပူးပေါင်းတပ်ဖွဲ့တွေကြားမြေပြင်စစ်ရေးအခြေအနေတွေအထူးတင်းမာနေဆဲဖြစ်တယ်လို့ဆိုပါတယ်။တနင်္လာရီတိုင်းပလောမြို့နယ်ထဲမှာလည်းအကြမ်းဖက်စစ်ကောင်စီတပ်ဆွဲထားတဲ့စခန်းတစ်ခုကိုတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေကဝင်ရောက်တိုက်ခိုက်ရှင်းလင်းနိုင်ခဲ့တယ်။ဩဂတ်လ24ရက်နေ့မနက်2နာရီခန့်အချိန်မှာပလောမြို့နယ်တုံပြောကျေးရွာတွင်ဝင်ရောက်တပ်ဆွဲထားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်ကို KNO တပ်ရင်း9တပ်ခွဲ3ကရဲဘော်တွေကဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ဒီတိုက်ခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်ဘက်ကအထိနာခဲ့ပြီး MA1 တနက်2လက် MA2 တနက်2လက်အပါအဝင် KNG ဆန်အများပြားကိုတော်လှန်ရေးတပ်ဖွဲ့တွေကသိမ်းဆည်းရရှိခဲ့ပါတယ်။လက်ရှိပလောမြို့နယ်အတွင်းမှာတော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့နယ်မြေတွေကိုအကြမ်းဖက်စစ်ကောင်စီတပ်ကမကြာခဏစစ်ကြောင်းထိုးဝင်ရောက်ဖို့ကြိုးစားလေ့ရှိပေမဲ့တော်လိုင်းတပ်ဖွဲ့တွေရဲ့တံပြန်တိုက်ခိုက်မှုတွေကြောင့်အကြမ်းဖက်စစ်ကောင်စီတပ်ဟာအမြဲလိုအထိနာဆုတ်ခွာနေရတာကိုတွေ့ရတယ်။ယခုတင်ဆက်ပေးနေတဲ့မြေပြင်စစ်ရေးသတင်းများကိုဆက်လက်တင်ဆက်ပေးနေတာဖြစ်ပါတယ်ခင်ဗျာ။နောက်ဆုံးရသတင်းများကိုအဆုံးထိဆက်လက်နားဆင်ကြည့်ရှုပေးပါဦးခင်ဗျာ။ဆက်လက်ပြီးစကိုင်းတိုင်းကလေးမြို့ကသတင်းတစ်ပုဒ်ကိုတင်ဆက်ပေးပါမယ်။ကလေးမြို့မှာအကြမ်းဖက်စစ်ကောင်စီတပ်ကအသက်29နှစ်အရွယ်ချင်းလူငယ်တဦးကိုမတရားဖမ်းဆီးခေါ်ဆောင်သွားပြီးနောက်စစ်ကြောရေးမှာရက်ဆက်စွာညှဉ်းပန်းနှိပ်စက်ခဲ့တာကြောင့်အဆိုပါလူငယ်ဟာအသက်ဆုံးရှုံးခဲ့ရပါတယ်။သုံးသူလူငယ်ဟာချင်းပြည်နယ်တီးတိမ်မြို့နယ်ဇာတိဖြစ်ပြီးကလေးမြို့မှာအငှားရင်မောင်းအဖြစ်လုပ်ကိုင်နေသူဖြစ်တယ်။ ဩ
ဂုတ်လ25ရက်နေ့မှာကလေးမျိုးချောင်းစုံအနီးမှာအကြမ်းဖက်စစ်ကောင်စီတပ်ကသူ့ကိုမတင်ကာမှုနဲ့အတင်းကျပ်ဖမ်းဆီးသွားခဲ့တာပါ။အဲ့နောက်စစ်ကြောရေးစခန်းတွေမှာပြင်းထန်စွာနှိပ်စက်ခဲ့ပြီးအသက်ဆုံးရှုံးသွားချိန်မှာတော့အကြမ်းဖက်စစ်ကောင်စီတပ်ကနှလုံးရောဂါကြောင့်သေဆုံးတယ်ဆိုတဲ့အတူရောင်စေးစာရေးပြီးရုပ်အလောင်းကိုမိသားစုစီပြန်ပို့ပေးခဲ့တယ်။ရုပ်အလောင်းကိုမိသားစုကလက်ခံရရှိချိန်မှာနှိပ်စက်ခံထားရတဲ့ဒဏ်ရာတွေအထင်ရှားတွေ့ရှိခဲ့ရပြီးဩဂတ်လ29ရက်နေ့မှာတော့ရုပ်အလောင်းကိုတင်းကြိုလိုက်ပြီးဖြစ်တယ်လို့သိရပါတယ်။ရှမ်းပြည်နယ်တောင်ပိုင်းနမ်ဆန်မြို့နယ်မှာတော့အကြမ်းဖက်စစ်ကောင်စီရဲ့တပ်ဖွဲ့ဝင်အချင်းချင်းကြားပစ်ခတ်မှုတွေဖြစ်ပွားခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီတပ်သားတို့အသက်ဆုံးရှုံးသွားခဲ့တယ်။ဩဂတ်လ29ရက်နေ့ည9နာရီခန့်အချိန်မှာနမ်ဆန်မြို့ပေါ်နိုင်စင်အနီးကစားတောက်ဆိုင်တစ်ဆိုင်ရှိမှာအကြမ်းဖက်စစ်ကောင်စီလက်အောက်ခံစစ်သားနဲ့ရဲတပ်ဖွဲ့ဝင်တို့ကြားစကားများရန်ဖြစ်ရာကနေပစ်ခတ်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။သေဆုံးသွားတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားဟာလက်နက်နဲ့ချင်းချောက်ပြီးပြင်းထန်တဲ့ပောက်ကွဲမှုတွေလှုပ်ဆောင်မယ်လို့ရန်ကပြောဆိုခဲ့တာကြောင့်ရဲတပ်ဖွဲ့ဝင်ကတနက်နဲ့ပစ်ခတ်ရှင်းလင်းခဲ့တာလို့ဒေသခံတွေကဆိုတဲ့ဒီပစ်ခတ်မှုကြောင့်နမ်ဆန်မြို့ပေါ်ကပြည်သူတွေကြားမှာထိတ်လန့်မှုတွေဖြစ်ပွားခဲ့ရပြီးအကြမ်းဖက်စစ်ကောင်စီလက်အောက်ခံအဖွဲ့အစည်းတွေကြားမှာစီကံမဲ့မှုတွေနဲ့အချင်းချင်းပြဿနာတက်မှုတွေပုံမများပြားလာနေတာပါဒီလိုအခြေအနေတွေမှာကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ်ကပေးအပ်တဲ့ဝန်ဆောင်မှုတွေပုံမထိရောက်မှုရှိစေဖို့အတွက်ကုလသမဂ္ဂဆိုင်ရာမြန်မာအမြဲတမ်းကိုယ်စားလှယ်တမ်မတ်ကြီးဦးကျော်မိုးထွန်းကအလေးအနက်ဆွေးနွေးတိုက်တွန်းလိုက်ပါတယ်။ဩဂုတ်လ26ရက်နေ့ကပြုလုပ်တဲ့ကုလသမဂ္ဂအစည်းအဝေးမှာတမ်မတ်ကြီးကပါဝင်ဆွေးနွေးခဲ့ပြီးမြန်မာနိုင်ငံအတွင်းမှာအကူအညီတွေပေးရရမှာအကြမ်းဖက်စစ်ကောင်စီနဲ့မဟုတ်ဘဲမြေပြင်မှာတကယ်အလုပ်လုပ်နေတဲ့တော်လှန်ရေးအင်အားစုတွေပြည်သူ့အခြေပြုအဖွဲ့အစည်းတွေနဲ့တိုက်ရိုက်ပူးပေါင်းဆောင်ရွက်ဖို့တိုက်တွန်းခဲ့တယ်။အကြမ်းဖက်စစ်ကောင်စီဟာပြည်သူတွေရဲ့နေအိမ်တွေနဲ့စာသင်ကျောင်းတွေကိုလေကြောင်းကနေပြင်းထန်စွာတိုက်ခိုက်ဖျက်ဆီးနေချိန်မှာတော်လိုင်းအင်အားစုတွေကသာပြည်သူတွေအတွက်ယာယီခိုလုံရေးစခန်းတွေပြန်လည်တည်ဆောက်ပေးနေတာဖြစ်တယ်လို့တာမတ်ကြီးကထောက်ပြခဲ့တာပါအကြမ်းဖက်စစ်ကောင်စီဟာလူသားချင်းစာနာထောက်ထားမှုအကူအညီတွေကိုလက်နက်တပွဲအသုံးပြုပြီးဟန်တာပိတ်ဆို့နေတာကြောင့်မြန်မာပြည်သူတွေဟာအဘက်ဘက်ကအကြက်တဲတွေနဲ့ရင်ဆိုင်နေရပါတယ်အကြမ်းဖက်စစ်ကောင်စီရဲ့ပြည်သူတွေအပေါ်အကြမ်းဖက်ကျူးလွန်မှုတွေနဲ့ပတ်သက်ပြီးအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့လူ့အခွင့်အရေးမှတ်တမ်းကောက်ယူရေးအဖွဲ့ကလည်းအသေးစိတ်အချက်အလက်တွေကိုထုတ်ပြန်လိုက်တယ်2021ခုနှစ်ကနေ2026ခုနှစ်ဇူလိုင်လအထိကောက်ယူထားတဲ့မှတ်တမ်းတွေအရအကြမ်းဖက်စစ်ကောင်စီဟာလွှတ်တော်ကိုယ်စားလှယ်19ဦးနဲ့ပါတီဝင်26ဦးတို့ရဲ့ပိုင်ဆိုင်မှုတွေကိုမတရားချိတ်ပိတ်သိမ်းဆည်းခဲ့ပါတယ်။ဒါ့အပြင်တနိုင်ငံလုံးအတိုင်းအတာနဲ့ပြည်သူတွေရဲ့နေအိမ်အဆောက်အုံပေါင်း9000ကျော်ကိုရက်ဆက်စွာမိရှို့ဖျက်ဆီးခဲ့တာပါ။အကြမ်းဖက်စစ်ကောင်စီဟာဒီမိုကရေစီရေးလှုပ်ရှားသူပြည်သူပေါင်းမြောက်များစွာကိုအတင်းကျပ်ဖမ်းဆီးထိန်းသိမ်းခဲ့ပြီးအဲ့ဒီထက်မှာအသက်မပြည့်သေးတဲ့ကလေးငယ်တွေနဲ့အမျိုးသမီးအများအပြားလည်းပါဝင်နေတယ်။အကြမ်းဖက်စစ်ကောင်စီဟာဘာသာရေးအဆောက်အုံတွေစာသင်ကျောင်းတွေနဲ့ဆေးရုံဆေးခန်းတွေကိုပါမချမ်းလေကြောင်းကနေပြင်းထန်စွာတိုက်ခိုက်ခဲ့တာကြောင့်ပြည်သူထောင်တောင်းချီအသက်ဆုံးရှုံးခဲ့ရပြီးလူ့အခွင့်အရေးချိုးဖောက်မှုတွေကိုဆိုးရွားစွာကျူးလွန်နေဆဲဖြစ်ပါတယ်။ယခုတင်ဆက်ပေးနေတဲ့မြေပြင်စစ်ရေးသတင်းများကိုဆက်လက်တင်ဆက်ပေးနေတာဖြစ်ပါတယ်ခင်ဗျာ။နောက်ဆုံးရသတင်းများကိုအဆုံးထိဆက်လက်နားဆင်ကြည့်ရှုပေးပါအောင်ခင်ဗျာ။နိုင်ငံတကာသတင်းများအနေဖြင့်ရန်ကုန်မြို့မှာအမေရိကန်တပ်တမန်တအုပ်အသက်ဆုံးရှုံးခဲ့ရတဲ့ဖြစ်စဉ်နဲ့ပတ်သက်ပြီးတန်တရားရှိသူထိုင်းမျိုးသမီးကိုကမာရွတ်မြို့နယ်တရားရုံးကနေထောင်ဒဏ်1နှစ်ချမှတ်လိုက်ပါတယ်။အဆိုပါထိုင်းမျိုးသမီးဟာအသက်ဆုံးရှုံးသွားတဲ့အမေရိကန်တပ်တမန်ရဲ့ဇနီးအောင်ဖြစ်ပြီးလူဝင်မှုကြီးကြပ်ရေးဥပဒေချိုးဖောက်မှုနဲ့သာအပြစ်ရှိကြောင်းဆုံးဖြတ်ခံရတာဖြစ်တဲ့ပြီးခဲ့တဲ့မေလ17ရက်နေ့ကရန်ကုန်မြို့ကမာရွတ်မြို့နယ်မှာရှိတဲ့ဟိုတယ်တစ်ခုမှာအဆိုပါအမေရိကန်တပ်တမန်ဟာပြင်းထန်တဲ့ဒဏ်ရာတွေနဲ့အသက်ဆုံးရှုံးနေတာကိုတွေ့ရှိခဲ့ရတာဖြစ်ပါတယ်။ရဲတပ်ဖွဲ့ကသူ့ရဲ့ဇနီးအောင်ဖြစ်သူထိုင်းမျိုးသမီးကိုဖမ်းဆီးစစ်ဆေးခဲ့ပေမဲ့လူသတ်မှုနဲ့ပတ်သက်ပြီးတရားစွဲဆိုခြင်းရှိမရှိဆိုတာကိုတော့လက်ရှိအချိန်ထိရှင်းရှင်းလင်းလင်းထုတ်ဖော်ပြောဆိုခြင်းမရှိသေးပါဘူး။လောလောဆယ်မှာတော့အဆိုပါထိုင်းမျိုးသမီးကိုအင်းစိန်အကျဉ်းထောင်မှာထိန်းသိမ်းထားတယ်လို့သတင်းရရှိတယ်။ထိုင်းနိုင်ငံတွင်းမှာတရားမဝင်နေထိုင်မှုနဲ့တားမြစ်ထားတဲ့အလုပ်ကိုင်တွေလုပ်ကိုင်မှုကြောင့်မြန်မာနိုင်ငံသား8ဦးစက်တိုက်ဖမ်းဆီးခံခဲ့ရပါတယ်။ဩဂုတ်လ26ရက်နေ့ကဖူးခက်ခရိုင်အတွင်းမှာတရားဝင်လိုင်စင်မရှိဘဲကလေးထိန်ကျောင်းဖွင့်လှစ်ထားတဲ့အသက်40အရွယ်မြန်မာအမျိုးသမီးတူကိုထိုင်းအာဏာပိုင်တွေကဖမ်းဆီးခဲ့တယ်။ထို့အတူဩဂုတ်လ25ရက်နေ့ကလည်းထိုင်းနိုင်ငံသားတွေသာလုပ်ကိုင်ခွင့်ရှိတဲ့ဈေးရောင်းချမှုအလုပ်ကိုလုပ်ကိုင်နေတဲ့မြန်မာအမျိုးသမီး2ဦးကိုထိုင်းရဲတပ်ဖွဲ့ကထပ်မံဖမ်းဆီးခဲ့တာပါ။ဩဂုတ်လ19ရက်နေ့ကလည်းချင်းမိုင်ခရိုင်ဖန်မြို့နယ်မှာမြန်မာနိုင်ငံသား9ဦးဖမ်းဆီးခံခဲ့ရပြန်တယ်။ဖမ်းဆီးရမိထားတဲ့မြန်မာနိုင်ငံသားစုစုပေါင်း8ဦးစလုံးကိုတပ်ဆိုင်ရာရဲစခန်းတွေမှာထိန်းသိမ်းထားပြီးထိုင်းနိုင်ငံရဲ့ဥပဒေလုံထုံးလုံနည်းတွေအတိုင်းရေးယူဆောင်ရွက်သွားမယ်လို့ထိုင်းအာဏာပိုင်တွေဘက်ကတရားဝင်သတင်းထုတ်ပြန်ထားပါတယ်။အရှေ့အလယ်ပိုင်းဒေသမှာတင်းမာမှုတွေမြင့်တက်နေချိန်မှာအမေရိကန်နဲ့အီရန်ကြားဝင်စစ်ဆက်ပေးဖို့အတွက်ကာတာဝန်ကြီးချုပ်ဟာဩဂုတ်လ29ရက်နေ့မှာအီရန်နိုင်ငံကိုတရားဝင်သွားရောက်ခဲ့ပါတယ်။အမေရိကန်အစိုးရအနေနဲ့အီရန်နဲ့ကုန်သွယ်ရေးလှုပ်ဆောင်နေတဲ့နိုင်ငံတွေကိုပါပိတ်ဆို့အရေးယူမှုတွေပြုလုပ်ပြီးအီရန်ပေါ်စီးပွားရေးဖိအားတွေပုံမတိုးမြင့်မယ်လို့ချိန်ချောက်ပြောဆိုထားချိန်မှာဒီခီးစဉ်ပေါ်ပေါက်လာတာဖြစ်တယ်။ကာတာနိုင်ငံဟာအီရန်နဲ့အိမ်နီးချင်းပင်လယ်ကွေ့နိုင်ငံတစ်နိုင်ငံဖြစ်တယ်လို့အမေရိကန်ရဲ့အဓိကမဟာမိတ်နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။လက်ရှိမှာအမေရိကန်နဲ့အီရန်ကြားအဓိကသဘောထားကွဲလွဲနေတဲ့အချက်ကတော့ကမ္ဘာရေနံတင်ပို့မှုအတွက်အလွန်ရေးပါတဲ့ Hormuz ရေလက်ကြားကိုဘယ်သူကထိန်းချုပ်မလဲဆိုတဲ့ကိစ္စရပ်ပဲဖြစ်တာပါ။အမေရိကန်ရဲ့စီးပွားရေးပိတ်ဆို့မှုအသစ်တွေကြောင့်အီရန်အစိုးရအနေနဲ့အခက်အခဲတွေနဲ့ရင်ဆိုင်နေရပြီးကုလသမဂ္ဂအထိပါစာပေးဖို့တောင်းဆိုမှုတွေပြုလုပ်လာရတယ်လို့နိုင်ငံတကာလေ့လာသူတွေကသုံးသပ်ထားကြတယ်။
အမေရိကန်နိုင်ငံမှာတော့အမေရိကန်သမ္မတဒေါ်နယ်ထရန့်အစိုးရကကမ္ဘာတဝန်းကနေဗီဇာလျှောက်ထားမှုတွေကိုယာယီရပ်ဆိုင်းလိုက်ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်အစိုးရဟာလူဝင်မှုကြီးကြပ်ရေးနဲ့ပတ်သက်ပြီးအလွန်တင်းကျပ်တဲ့မူဝါဒတွေကိုစက်တိုက်အကောင့်ထဲပေါ်လှုပ်ဆောင်နေတာဖြစ်တဲ့လက်ရှိမှာကမ္ဘာတဝန်းကဗီဇာလျှောက်ထားသူတွေရဲ့အင်တာဗျူးချိန်ဆိုမှုတွေကိုရွှေ့ဆိုင်းလိုက်ပြီးအမေရိကန်တပ်ရုံးဝန်ထမ်းတွေကိုအထူးလေ့ကျင့်ရေးအစီအစဉ်တွေပေးအပ်နေတယ်လို့အမေရိကန်နိုင်ငံသားဝန်ကြီးဌာနကထုတ်ပြန်ထားတာပါ။ဒီလေ့ကျင့်ရေးအစီအစဉ်ဟာအမေရိကန်နိုင်ငံအတွင်းရောက်ရှိလာပြီးနောက်အစိုးရရဲ့လူမှုရေးအထောက်ပံ့တွေကိုမှီခိုလာမဲ့သူတွေကိုပုံမတင်းကျပ်စွာစီစစ်နိုင်ဖို့ရည်ရွယ်ထားတာဖြစ်ပါတယ်။အမေရိကန်သမ္မတဒေါ်နယ်ထရန့်အစိုးရဟာနိုင်ငံရေးအမြင်တွေနဲ့ဆန္ဒပြမှုတွေမှာပါဝင်သူတွေကိုပါဗီဇာပယ်ချတာတွေနဲ့လူဝင်မှုကြီးကြပ်ရေးဆိုင်ရာအရေးယူမှုတွေပြုလုပ်နေတာကြောင့်နိုင်ငံတကာရဲ့စောင့်ကြည့်မှုကိုခံနေရတယ်။ယခုတင်ဆက်ပေးနေတဲ့မြေပြင်စစ်ရေးသတင်းများကိုဆက်လက်တင်ဆက်ပေးနေတာဖြစ်ပါတယ်ခင်ဗျာ။နောက်ဆုံးရသတင်းများကိုအဆုံးထိဆက်လက်နားဆင်ကြည့်ရှုပေးပါအောင်ခင်ဗျာ။ရုရှားနိုင်ငံမော်စကိုမြို့ကိုအမေရိကန် CIA ညွှန်ကြားရေးမှူးတွားရောက်ခဲ့ပြီးရုရှားထောက်လှမ်းရေးအရာရှိတွေနဲ့တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ရုရှားအစိုးရဘက်ကတရားဝင်ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။ဩဂတ်လ26ရက်နေ့ကရုရှားအစိုးရပြောရေးဆိုခွင့်ရှိသူကဒီခီးစဉ်ကိုအတည်ပြုပြောကြားခဲ့တာဖြစ်ပြီးယူကရိန်းစစ်ပွဲအဆုံးသတ်ရေးအတွက်နှစ်နိုင်ငံကြားဆက်သွယ်ကြိုးပမ်းမှုတွေရှိနေချိန်မှာပေါ်ပေါက်လာတာဖြစ်တယ်။ အမေရိကန် CIA ညွှန်ကြားရေးမှူးဟာရုရှားသမ္မတပူတင်နဲ့တွေ့ဆုံခဲ့ခြင်းမရှိဘဲလုံခြုံရေးနဲ့ထောက်လှမ်းရေးအရာရှိတွေနဲ့သာတွေ့ဆုံခဲ့တာလို့ဆိုပါတယ်။ဒီခီးစဉ်နဲ့ပတ်သက်ပြီးအမေရိကန်သမ္မတဒေါ်နယ်ထရန့်ကလည်းဒါဟာပုံမှန်ဆက်သွယ်ဆွေးနွေးမှုတစ်ခုသာဖြစ်တယ်လို့မှတ်ချက်ပေးပြောဆိုနှစ်နိုင်ငံဆက်ဆံရေးအလွန်ဆိုးရွားနေချိန်မှာအခုလိုအစစ်မြင့်ထောက်လှမ်းရေးအရာရှိတွေတိုက်ရိုက်တွေ့ဆုံဆွေးနွေးမှုဟာအပြုသဘောဆောင်တဲ့ခြေလှမ်းတစ်ရပ်ဖြစ်တယ်လို့ရုရှားအစိုးရဘက်ကမှတ်ချက်ပေးထားတာပါ။ဆီးရီးယားနိုင်ငံမှာတော့အာဏာရှင်ဟောင်းအာဆတ်ပြုတ်ကျသွားပြီးနောက်အသစ်တက်လာတဲ့ဆီးရီးယားသမ္မတနဲ့ရုရှားသမ္မတပူတင်တို့ဖုန်းဆက်ဆွေးနွေးမှုတွေပြုလုပ်ခဲ့ပါတယ်။ဆီးရီးယားပြည်တွင်းစစ်73နှစ်တာကာလတစ်လျှောက်လုံးအာဏာရှင်အာဆတ်ကိုရုရှားကစစ်ရေးအရာအခိုင်အမာထောက်ခံကူညီခဲ့တာဖြစ်ဒါပေမဲ့အခုခါမှာတော့အာဆတ်အစိုးရပြုတ်ကျပြီးထွက်ပြေးသွားချိန်မှာရုရှားသမ္မတပူတင်ဟာအစိုးရတင်တဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ဖို့အပြင်းထန်ကြိုးပမ်းလာတာဖြစ်ပါတယ်။အထူးသဖြင့်ဆီးရီးယားနိုင်ငံတွင်းမှာရှိတဲ့ရုရှားရဲ့ရေတပ်နဲ့လေတပ်အခြေစိုက်စခန်းတွေရဲ့အနာဂတ်ကိစ္စရပ်တွေကိုအဓိကထားဆွေးနွေးခဲ့ကြတာဖြစ်တာပါ။ဩဂတ်လ9ရက်နေ့ကရရှိခဲ့တဲ့သဘောတူညီချက်အရအဲ့ဒီရုရှားစစ်အခြေစိုက်စခန်းတွေကိုပူးတွဲလေ့ကျင့်ရေးနဲ့စွမ်းရည်မြင့်တင်ရေးစင်တာတွေအဖြစ်ပြောင်းလဲအသုံးပြုသွားမယ်လို့ဆီးရီးယားအစိုးရပိုင်းသတင်းဌာနကဖော်ပြထားတယ်။ဘရာဇီးနိုင်ငံမှာတော့နာမည်ကြီးလူမှုကွန်ရက် platform တစ်ခုဖြစ်တဲ့ TikTok ကုမ္ပဏီကိုကလေးငယ်တွေရဲ့ကိုယ်ရေးအချက်အလက်တွေကိုစနစ်တကျမကင်တွယ်ခဲ့ဘူးဆိုတဲ့ဆွဆွဲချက်နဲ့အမေရိကန်ဒေါ်လာသန်း30နီးပါးတန်ကြေးချမှတ်လိုက်ပါတယ်။ဘရာဇီးအချက်အလက်ကာကွယ်အာဏာပိုင်အဖွဲ့က TikTok ဟာအကောင့်မဖွင့်မဲ့ဝင်ရောက်ကြည့်ရှုသူတွေရဲ့အချက်အလက်တွေကိုပါလုံလောက်တဲ့လုံခြုံရေးအစီအမံမရှိဘဲစုဆောင်းအသုံးပြုခဲ့တယ်လို့ဆုံးဖြတ်ခဲ့တာဖြစ်တယ်။အထူးသဖြင့်ကလေးငယ်တွေဟာအကောင့်ဖွင့်စရာမလိုဘဲဗီဒီယိုတွေကိုကြည့်ရှုနိုင်တာကြောင့်အသက်အရွယ်ကန့်သက်စစ်စစ်တဲ့လုပ်ငန်းစဉ်တွေကိုအလွယ်တကူရှောင်လွှဲနိုင်ခဲ့တယ်လို့အာဏာပိုင်တွေကထောက်ပြထားတာပါ။ဒါကြောင့်တရားမဝင်စုဆောင်းထားတဲ့ကလေးငယ်တွေရဲ့အချက်လက်အလုံးကိုချက်ချင်းဖျက်ပစ်ဖို့အမိန့်ပေးထားပါတယ်။ဩစတြေးလျ၊ကနေဒါနဲ့အင်ဒိုနီးရှားစတဲ့နိုင်ငံတွေမှာလည်းလူငယ်တွေရဲ့ social media အသုံးပြုမှုနဲ့ပတ်သက်ပြီးစီမင်းစည်းကမ်းတွေကိုပုံမတင်းကျပ်လာနေပြီဖြစ်တယ်လို့ဆိုပါတယ်။နောက်ဆုံးနိုင်ငံတကာသတင်းတပုတ်အနေနဲ့ဗြိတိန်တော်ဝင်မိသားစုနဲ့အငင်းပွားမှုတွေဖြစ်ပွားပြီး6နှစ်အကြာမှာမင်းသားဟယ်ရီနဲ့ဇနီးဖြစ်သူမီဂန်တို့ဟာဗြိတိန်နိုင်ငံကိုပြန်လည်ရောက်ရှိလာပါတယ်။2020ခုနှစ်ကတည်းကတော်ဝင်မိသားစုရဲ့တာဝန်တွေကနေတရားဝင်နှုတ်ထွက်ပြီးအမေရိကန်ကယ်လီဖိုးနီးယားပြည်နယ်ကိုပြောင်းရွှေ့နေထိုင်ခဲ့ကြတာဖြစ်တယ်။အခုဩဂတ်စ်လ26ရက်နေ့မှာတော့သူတို့ဇနီးမောင်နှံဟာသားသမီး2ဦးနဲ့အတူအင်္ဂလန်ကိုရိုးရိုးနိုင်ငံသားတွေအနေနဲ့ပြန်လည်ရောက်ရှိလာတာဖြစ်တာပါ။သားနဲ့သမီးငယ်တို့ရဲ့ပညာသင်ကြားရေးအတွက်အင်္ဂလန်နိုင်ငံကနာမည်ကြီးပုဂ္ဂလိကကျောင်းတစ်ကျောင်းမှာကျောင်းအနှံထားပြီးအင်္ဂလန်လယ်ပိုင်းဒေသမှာအချိန်အတော်ကြာနေထိုင်သွားဖို့စီစဉ်ထားတယ်လို့သိရပါတယ်။သူတို့မိသားစုဟာအမေရိကန်ကနေအိမ်ကိုလည်းဆက်လက်ထိန်းသိမ်းထားမှာဖြစ်ပြီးတော်ဝင်မိသားစုအတွင်းကလူမျိုးရေးခွဲခြားမှုဆွဆွဲချက်တွေနဲ့တင်းမာမှုတွေအပြီးမှာအခုလိုပထမဆုံးအကြိမ်မိသားစုလိုက်ပြန်လည်ရောက်ရှိလာတာလည်းဖြစ်တယ်။ဒီကနေ့အတွက်သတင်းတင်ဆက်မှုကတော့ဒီလောက်ပါပဲခင်ဗျာ။အဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်။နေ့စဉ်သတင်းထူးသတင်းဥတွေကိုအချိန်နဲ့တပြေးညီဆက်လက်သိရှိနိုင်ဖို့ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားပြီးခေါင်းလောင်းလေးကိုနှိပ်ထားဖို့သတိပေးလိုက်ရပါတယ်ခင်ဗျာ။နောက်ထပ်သတင်းအစီအစဉ်တွေမှာပြန်လည်ဆုံတွေ့ကြပါမယ်။နားဆင်ပေးခဲ့ကြတဲ့မိဘပြည်သူများအားလုံးကိုယ်စိတ်နှဖျားကျန်းမာချမ်းသာပြီးဆင်းရဲဒုက္ခအပေါင်းမှကင်းဝေးကြပါစေခင်ဗျာ။